အားလုံးပဲမင်္ဂလာပါကဲမနေ့က8ချိန်เนาะ8ချိန်3ည8ဒီအကွက်ထဲပါသွားတယ်ညနေမှထွက်သွားတယ်ပေါ့နော်ပူတတိလို့ပြောခဲ့ပါတယ်ဗီဒီယိုထဲမှာပူတတိဒါပေမဲ့ပူတတိအပူ33ပေါ့နော်33ထွက်သွားပါတယ် main ကွက်တော့မနေပါဘူးပေါ့နော်အပူထိုးတဲ့လူဆိုပေါက်ပါပါဒီနေ့25ရက်2လ2026မနေ့ညအတွက်က4နှစ်ချိန်မှာ4နှစ်ချိန်ပတ်တိကျတဲ့လူတွေကပတ်တိပတ်နိုင်ပါတယ်4နှစ်ချိန်4နှစ်ပတ်တိ4ကို4 4 4 3 4 8နှစ်ကိုနှစ်လေးနှစ်သုံးနှစ်ရှစ်ပါလေးသုံးနဲ့နှစ်ကိုနဲ့မင်းရောပါဒါကဒီနေ့တော့ပါအားလုံးပဲဒီနေ့လည်းပေါက်ကြပါစေ channel လေးကို like and subscribe လုပ်ပြီးတော့ share ပေးကြပါဦးကျေးဇူးတင်ပါတယ်